နဲ့အစင်ပြေနေမှာ ကျလီလေးကိစ္စအဆင်ပြေမှာနော် ဩမင်းဂျလီလေးကနေကြာကြာကြီးဖြစ်သွား ကြာကြာကြီးတိုက်တယ် ဂျလီလေးတဲ့ပုံစိုးမဲ့ခေါ်ဝေါ်ပြောင်းရမယ်ကြီးကန်းလို့ မင်းကကြီးကပုံမတိုးဘူးလား ဟမ်မြင်နေတာလားရဘာမဖြစ်ဘူးအိမ်မြင်တဲ့ဟာကိုဒါတောက်လိုက် ဒါ ဒါစောင်းတော့ကွာမင်း ဆောင်းလာလိုက်ဆောင်းလိုက်ညတိုင်းအဲ့ဒါဆောင်းလာလိုက်အဆင်ပြေသွားတယ် အစွမ်းပြမယ်ပေါ့ ညစဉ်ညတိုင်းဒါလေးကိုစောင်းမင်းမမြင်ဘူးတဲ့မင်းမထင်ထားတဲ့အစွမ်းတွေပြလိုက်မယ် အစွမ်းပြမယ်ဟာ စောင်းတော့ โอเคအစွမ်းပြမယ်နော်အဲ့ဒါငါမတောက်တော့ဘူးငါအစွမ်းသွားပြလိုက်အောင်မယ်ငါအစွမ်းသွားပြလိုက်အောင်မယ်အစွမ်းသွားပြလိုက်အောင်မယ် ပြလိုက် ဘယ်လောက်များခန်းနေလဲမသိပါ ဘာ ဘူး ကောဒီကောင်ငါ့တဲ့အကြောင်းစုရယ်နော်ဒါပဲငါတို့လည်းအစွမ်းပြလိုက်အောင်ငါတို့လည်းအစွမ်းပြမယ်ကြည့်ရလာနိုင် ဟာတေး ဘာတကယ်ကြလဲဒီကိစ္စမျိုးလက်ချက်မှတ်လား ဘယ်ကိစ္စတော့ လက်ချက်မှတ်လားလို့ ဒီဟိုဘာမလား ကျလီလီ ဘယ်ကြလဲလို့ဘယ်ရဘူးလို့လာဒီစာကြောင်းမှာလက်မှတ်ထိုး ဩသူတို့အိမ်ရောက်လိုက်ပြီလားအေးဟုတ်တယ် မဟုတ်ကနေကွာရှင်းပြက်စေဟာနင်းကနေမြူတော့တယ်ကနေဟမ် ဘာကနင်းနာမျိုးထိုးတို့ကအတိတ်တဲ့နေရာမှာလက်မှတ်ထိုးခုထိုး ဘသူနဲ့ပွဲလို့ဘသူကထိုးရမှာ ဘာ လဲ လို့ထိုးရမှာဘယ်သူနဲ့ပြော